နေ့ခေတ်လိုအလုပ်တွေအရမ်းများပြီးတော့အချိန်လူနေရတဲ့ကာလမှာကျမတို့အိမ်ရှင်မတွေရောလူပြိုလူလွတ်တွေရောအများဆုံးလုပ်ဖြစ်ကြတဲ့အလေးချိန်တွေတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဟင်းတွေကိုတခါတည်းအများကြီးချက်ထားလိုက်တယ်။ပြီးရင်ရေကတက်တာလည်းထည့်ထားပြီးတော့စားခံနေတိုင်းမှာအချိန်ချင်းပြန်နှွေးစားကြတာပဲဖြစ်ပါတယ်ရှင်။ဟုတ်တယ်မလား။ပြည်သက်ကြီးတို့ထဲမှာရောဒီလိုမျိုးလုံးလေးရှိတဲ့သူတွေပါကြလားရှင်။တကယ်တော့ဒီလိုလောက်တာဟာအချိန်ကုန်တက်တာတယ်လို့ငွေကုန်လည်းတက်တာစေပါတယ်။ဒါပေမဲ့ကျမရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်ရောဒီလိုဟင်းကြံတွေကိုအချိန်ချင်းပြန်နှွေးစားတာဟာတကယ်ပဲဘေးကင်းလုံခြုံမှုရှိရဲ့လား။ကျမတို့ခန္ဓာကိုယ်အတွက်ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ပထမဆုံးအနေနဲ့ကျမတို့သိထားရမယ့်အချက်ကတော့အစားအစာတွေကိုအပူပေးလိုက်တိုင်းအာဟာရဓာတ်တွေရောကျသွားတယ်ဆိုတာပါပဲပထမတစ်ခါချက်တုန်းကအာဟာရဓာတ်တွေပါဝင်ပေမဲ့ဒုတိယအကြိမ်တတိယအကြိမ်ပြန်နှွှဲတဲ့အခါမှာတော့အထူးသဖြင့်ရေမှာပျော်ဝင်လည်တဲ့ဗီတာမင်တွေဖြစ်တဲ့ဗီတာမင် C နဲ့ဗီတာမင် B အုပ်စုတွေဟာအကုန်နီးပါးပျက်စီးသွားကြပါတယ်ရှင်ဆိုတော့ကျမတို့ကဘိုင်ဝါဖို့အတွက်စားနေကြပေမဲ့တကယ်တမ်းပေါ့နော်ခန္ဓာကိုယ်ကရသင့်ရထိုက်တဲ့အာဟာရဓာတ်တွေကိုမရတော့ဘူးပေါ့နော်ဟင်းရွက်ကြော်တွေဟင်းချိုတွေကိုမကြာခဏပြည့်နှွေးစားတာဟာအဖက်တွေအမြင်ဓာတ်တွေပဲကျန်တော့ပြီးတော့အာဟာရတန်ဖိုးကတော့3ညနီးပါးဖြစ်သွားပါပြီနောက်ထပ်အရေးကြီးတဲ့အချက်ကတော့အစာအစိတ်တင်ခြင်းပါပဲအစာအစာတွေကိုချက်ပြုတ်ပြီးအပြင်မှာဒီတိုင်းထားတဲ့အခါဒါမှမဟုတ်ရေခဲတက်တာတွေကထုတ်ပြီးတော့ပြန်နှွေးတဲ့အခါမှာအပူချိန်မလုံလောက်ဘူးဆိုရင်တော့ဖက်တီတီးယားတွေကအရန်ကိုပေါက်ခွာလွယ်ပါတယ်ဆေးပညာအရဒိန်းကြားစုံလို့ခေါ်တဲ့အပူချိန်5 degree centigrade ကနေပြီးတော့60 degree centigrade မှာဆိုရင်တော့ဘက်တီးရီးယားတွေဟာမိနစ်20အတွင်းမှာ2ဆပွားနိုင်ပါတယ်ရှင်။ဒါကြောင့်ဟင်းတစ်ခွက်ကိုခဏခဏအေးခံလိုက်ပြန်နှွေးလိုက်လုံးနေတာဟာဘက်တီးရီးယားတွေကိုမွေးမြူနေတယ်လို့ပဲဖြစ်နေတတ်ပါတယ်ရှင်။အကျိုးဆက်အနေနဲ့ကတော့ one piece one shot ဖြစ်တာတွေအန်နာဘာရစ်နာတာတွေဖြစ်လာနိုင်ပါတယ်။ကဲအခုပြပြမယ့်အပိုင်းကတော့ဒီဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းပါပဲတချို့အစားအစာတွေကပြန်နှွေးလိုက်တာနဲ့အစိတ်တော့အဖြစ်တောင်ပြောင်းလဲသွားနိုင်တယ်လို့လုံးဝပြန်နှွေးသင့်ပါဘူးရှင်ဘာတွေလဲဆိုတော့ကြည့်လိုက်ကြရအောင်နော်ဟင်းနုနယ်တို့မုံညင်းတို့မှာဆိုရင် nitrate တွေအများကြီးပါဝင်ပါတယ်သူတို့ကိုအကြိမ်ကြိမ်ပြန်နှွေးလိုက်တဲ့အခါအဲ့ဒီ nitrate တွေက nitrite အဖြစ်ကိုပြောင်းလဲသွားပါတယ်အဲ့ဒီကနေမှတဆင်းကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေဖြစ်လာနိုင်လို့ကျန်းမာရေးအတွက်အလွန်ကိုအန္တရာယ်များပါတယ်ရှင်နောက်တစ်ခုကတော့ကြက်ဥဘဲဥတွေပေါ့နော်ကြက်ဥပြုတ်ဘဲဥပြုတ်တွေကြက်ဥကြော်ဘဲဥကြော်တွေကိုပြန်နှွေးစားတာဟာဆိုရင်ပရိုတင်းဓာတ်ဖွဲ့စည်းပုံကိုပျက်စီးစေပြီးတော့အစာအိမ်ကိုဒုက္ခပေးနိုင်ပါတယ်အစာမကြေတာဘိုက်အောက်တာတွေအဖြစ်များပါတယ်နော်နောက်တစ်ခုကကြက်သားပါကြက်သားဟာပရိုတင်းဓာတ်တွေအလွန်ကျော်ရတဲ့အသားပါပဲသူ့ကိုရေကတက်တာတွေကထုတ်ပြီးတော့ချက်ချင်းပြန်နှွေးတဲ့အခါပရိုတင်းဓာတ်တွေပြုတ်ကွဲမှုတွေဖြစ်ပေါ်လာပြီးတော့အစာချေဖြတ်မှုစနစ်ကိုလည်းတော်တော်လေးထိခိုက်စေနိုင်ပါတယ်ရှင်နောက်တစ်ခုကမှုပါမှုရင်းကိုချက်ပြီးချင်းအကုန်စားတာကတော့အကောင်းဆုံးပါပဲပြန်နှွေးစားမယ်ဆိုရင်မှုမှာပါဝင်တဲ့ပရိုတင်းဓာတ်တွေပျက်စီးသွားပြီးတော့အဆိပ်တောက်ဖြစ်စေနိုင်ပါတယ်အစာရင်နဲ့ဦးလန်းချောင်းကိုလည်းပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်ရှင်နောက်ဆုံးတစ်ခုကထမင်းပါအံ့ဩသွားလားရှင်ဟုတ်ပါတယ်ထမင်းချမ်းကိုပြန်နှွေးစားတာကလည်းသတိထားရပါမယ်ဆန်မှာ Bacillus cereus လို့ခေါ်တဲ့ bacteria spore တွေပါဝင်ပါတယ်ချက်ပြီးသားထမင်းကိုအပြင်မှာအကြာကြီးထားရင်အဲ့ဒီ spore တွေကနေအဆိပ်တွေထွက်လာတတ်ပါတယ်အဲ့ဒီအဆိပ်ဟာအပူပေးုံနဲ့မသေးပါဘူးရှင်ဒါကြောင့်ထမင်းကိုကြံရင်ချက်ချင်းရေကတက်တာတဲ့ထည့်သိမ်းဖို့လိုအပ်ပါတယ်ရှင်ဒါဆိုရင်ပေါ့နော်ဟင်းတွေပို့ရင်လွှင့်ပြရတော့မလားဆိုပြီးတော့မေးစရာရှိလာပါပြီမဟုတ်ပါဘူးရှင်စနစ်တကျတင်ဆက်တတ်ဖို့နဲ့အမှန်ကန်စွာပြန်လည်နှွှဲတွက်ဖို့အတွက်လိုအပ်ပါတယ်နီလန်းလေးတွေကိုမျှဝေပေးပါမယ်နော်ပထမအချက်အနေနဲ့2 hour rule ကိုသုံးပါချက်ပြီးသားအစားအစာတွေကိုအပြင်အပူချိန်မှာ2နာရီထက်ပိုမထားပါနဲ့ပူအိုက်တဲ့ရာသီဥတုဆိုရင်တော့1နာရီအတွင်းရေကတက်တာထဲမှာထည့်သိမ်းထားပါဒုတိယအချက်ကတော့ခွဲပြီးတော့သိမ်းပါဟင်းအိုးကြီးတအိုးလုံးကိုရေကတက်တာထဲထည့်စားကန်ဒီတအိုးလုံးပြန်နှွေးပူတာပြန်ထည့်အဲ့ဒီလိုမျိုးလုံးဝမလုပ်ပါနဲ့ရှင်ကိုတန်းနဲ့စားမယ်ပမာဏလေးတွေကိုဘူးလေးတွေနဲ့တီးတန့်ခွဲပြီးတော့သိမ်းပါစားမယ်ဘူးကိုပဲထုတ်ပြီးတော့နှွေးလိုက်ပါတတိယအချက်ကကြတော့တေချာပူအောင်နှွေးပေးပါနော်ပြန်နှွေးတဲ့အခါမှာပေါ့ပွက်ဆိုတဲ့အထိအနည်းဆုံးအပူချိန်ကပေါ့နော်85 degree centigrade အထိရအောင်လို့တေချာအပူပေးပေးပါ microwave နဲ့နှွေးမယ်ဆိုရင်တော့အပူညီညာအောင်လို့အလယ်မှာတစ်ခါထုံးမွေပေးပြီးတော့မှဆက်နှွေးပေးပါရှင်စတုတ္ထအချက်ကတော့တစ်ချိန်ပဲနှွေးပေးပါရေခဲတက်တာတွေကထုတ်ပြီးသားဟင်းကိုတစ်ခါပဲပြန်နှွေးပါနော်နှွေးပြီးသားကိုထပ်ပို့ရင်နှမျောမနေပဲနဲ့အဆုံးပြစ်လိုက်တာကကျန်းမာရေးအတွက်အကောင်းဆုံးပါပဲရှင်
အခုအချိန်လေးမှာတော့ကျမတို့ရဲ့ပရိသတ်တွေမကြာခဏမေးလေးရှိတဲ့မိကုန်းလေးတချို့ကိုဖြည့်ပေးကြပါတယ်။မိကုန်းနံပါတ်1ကကြတော့ရေခဲတစ်တာအောက်ထပ်မှာထားရင်ဘယ်နှစ်ရက်လောက်ထားလို့ရလဲတဲ့အဖြေကတော့ချက်ပြီးသားဟင်းတွေကိုရေခဲတစ်တာအောက်ထပ်မှာ3ရက်ကနေ4ရက်အထိပဲအများဆုံးထားသင့်ပါတယ်ရှင်။အဲ့ဒီထက်ပိုထားခြင်းနေဆိုရင်တော့အပေါ်ထက်ရေခဲခဲတဲ့အကန့်ထဲမှာထည့်သိမ်းတာကတော့အကောင်းဆုံးပါပဲ။မိကုန်းနံပါတ်2ကတော့ microwave နဲ့နှွေးတာကကင်ဆာဖြစ်စေသလား။ဒါကလူတော်များများအထင်မှားနေကြတဲ့အချက်ပါ။ microwave ရဲ့ line ဟာအစားအစာတွေကရေမော်လီကျူးလေးတွေကိုတုံခါစေပြီးတော့အပူထုတ်ပေးတာပါ။မှန်ကန်တဲ့ microwave စေဘူးတွေကိုအသုံးပြုမယ်ဆိုရင်တော့ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားစေပညာမှာမရှိသေးပါဘူးရှင်။ plastic ဘူးအညံ့စားတွေနဲ့နှွေးတာကိုတော့ရှောင်ရှားရပါမယ်နော်။ကဲဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်မှာတော့အဟင်းချက်တွေကိုခဏခဏပြန်နှွေးစားတာဟာကျမကြီးတို့ဘယ်လောက်အနေရရှိနိုင်လဲ။ဖေအစားအစာတွေကိုတော့ရှောင်ရှားတင်လဲဆိုတာကိုပြည်သက်ကြီးတေချာနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမကြီးဆိုတာကိုနေ့စဉ်စားတောက်နေတဲ့အလေးကျင့်လေးတွေထဲကနေအများကြီးစကားပြောပါတယ်။နှမျိုးတို့ပြန်နှွေးစားလိုက်တဲ့ဟင်းတစ်ခွက်ကနေစေးုံစေကန်ရောက်တဲ့အထိဒုက္ခမရောက်ရလေအောင်အားလုံးပဲစဉ်းကျင်နိုင်ကြပါစေလို့ဆုတောင်းပေးနေပဲဒီကနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။ဒီလိုအကျိုးရှိကျမကြီးဗီဒီယိုလေးတွေကိုအမြဲတမ်းသိရှိနိုင်မှုအတွက်ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးမမေ့ပါနဲ့နော်။တက်နှစ်သက်တယ်ဆိုရင်လည်း like and share လုပ်ပြီးတော့ကြပါအောင်နော်။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။အားလုံးပဲတာယာကျမ်းမာတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။